ပြီးတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေခွန်းများမေခွန်းပြုတော်မူပါရှင်ဗျာကောင်းပြီပထမဆုံးတပည့်တော်မေးလိုတာဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရစေနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တွင်တင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဗုဒ္ဓဘာသာလို့ဆိုရမှာဖြစ်ပါတယ်တိရိလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဗုဒ္ဓဂမလို့ဒီလိုသုံးတာရှိတယ်ဗုဒ္ဓဂမဆိုတာဗုဒ္ဓရဲ့အာဂမမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအဓိပ္ပာယ်ရပါတယ်ခုခေတ်တော့ဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ်ကစိတ်ကမှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးရမှာဖြစ်လို့ကိုယ်ကစိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာအဓိကကဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတွင်တင်ပြသတဲ့စကားတွေပဲဖြစ်တယ်ဒါပြင်မြတ်စွာဘုရားကဘာတွေဆုံးမတော့ဆိုတော့ကိုကျင့်သီလကောင်းမှုနဲ့လူချင်းအကျဉ်းတရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော့နှဲအောင်လျှော့ချနောက်ဆုံးမှာအပြည့်တိုင်ဖြည့်ရှင်းပြီးဆဲတော့ကလွတ်မြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်အကျဉ်းချုပ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိကေ9ပြဓမ္မခန္ဓာပေါင်း8400မှာဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်မှန်ပါဗျာအလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်မှုကိုအခြေခံတာမဟုတ်ပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆိုလိုတာဖြစ်လို့အချင်းချင်းမှတ်ရမှာတော့ဘုရားဘာသာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်သူရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာများဖြစ်မလဲဘယ်မူတွေကိုအခြေခံတယ်ဆိုတာလေးကိုပြောအောင်နော်မှန်ပါဗျာမူလို့ဆိုတာတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာဘာမှလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသော်ဘုရားလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံတဲ့ဝါဒဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ဆိုတဲ့ကိုလှုပ်တာကိုရတယ်ဆိုတဲ့ကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်တွေကိုသတ်မှတ်ထားတယ်သီလသမာဓိပညာဆိုအဓိကကိုကျင့်တရားကောင်းမှုကနံပါတ်1မှန်ပါဗျာကိုကျင့်တရားကောင်းပြီးတဲ့အခါစိတ်ဓာတ်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေကဘုရားဘာသာရဲ့အကျမ်းမြင်ကျင့်စိတ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမရည်မှန်းချက်ကပါလဲလို့ဆိုတာကြတော့ဆင်းရဲဒုက္ခအလုံးအဆုံးသတ်ရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါဗျာအလုံးမရှောင်လွဲနိုင်တဲ့ဆင်းရဲဒုက္ခတော့ဘာလို့ဆိုရင်ဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆုံးရခြင်းဆိုတာဒါအကြီးမားဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်
မှန်ပါဗျာ ဒီကြားထဲမှာဆုံးရှုံးနေတာမှုတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရယ်ရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဘာသာရဲ့အတ္တိမဤမှန်ချက်ပဲဖြစ်တယ် တင်ပါဗျာ နောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆိုတာလေနော် တင်ပါဗျာ အတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူး မှန်ပါဗျာ မြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ် မှန်ပါဗျာ အတိတ်ကြီးတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲ မှန်ပါဗျာ အရာရာဟာအတိတ်ကလုခဲ့လို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံဘူး မှန်ပါဗျာ ပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ် မှန်ပါဗျာ အဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါဒသာလင်ဘုရားဝါဒဖြစ်တယ် နိဗ္ဗာန်ဆိုတာဘာပါလဲဖေ။ဘာကြောင့်ရောနိဗ္ဗာန်ရအောင်ကြိုးစားသင့်ပါလဲ။လူငယ်တော်တော်များတော့နိဗ္ဗာန်ဆိုတာကိုတေချာနားမလဲအတွက်နိဗ္ဗာန်ဆိုတာကိုလူငယ်များနားလဲအောင်ရှင်ပြမိန့်ကြားပြီးတော်မူပါ ဟုတ်ပါတယ်နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူးနိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမယ်ဆိုလို့ရှိရင်လူချင်းမှုတွေတွေ့တာမှုတွေတက်မဲ့မှုတွေအလုံးအဆုံးသတ်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တာပါဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါဒဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆင်းရဲမပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင်လူချင်းမှုတွေတတ်မဲ့မှုတွေတွေ့တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ် မှန်ပါဗျာ အဲ့ဒီတဏှာလောဘတွေကိုချုပ်ငြိမ်းသောအောင်အဆုံးသတ်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အဓိပ္ပာယ်ပဲနော်နောက်မိကုန်းတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကုန်းကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ် မှန်ပါဗျာ အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုကိုရချင်တယ်ဆိုရင်တော့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ကြိုးစားတဲ့ဒုက္ခအဆုံးသတ်ဖို့အတွက်နိဗ္ဗာန်ရောက်အောင်ကြိုးစားနိဗ္ဗာန်ရောက်မှဆင်းရဲဒုက္ခမှန်သမျှအဆုံးသတ်မှာဖြစ်တယ်ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခကိုကြောက်သူတိုင်းရှင်မုန်းသူတိုင်းဟာနိဗ္ဗာန်ရောက်အောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော်နိဗ္ဗာန်ဆိုတာလူငယ်တွေနားလည်အောင်ရှင်းပြမိန့်ကြားပေးပါလို့ဆိုခုနအဓိပ္ပာယ်ကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံစားရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူး မှန်ပါဗျာ မလို့ခြင်းဘူးဒုက္ခဆိုတာအတန်ကြားရုံနဲ့ပဲလူတွေမကြိုက်ကြဘူးပေါ့နော် မှန်ပါဗျာ အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကိုမရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကိုထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ် မှန်ပါဗျာ အဲ့ဒါကိုမြတ်စွာဘုရားကတိတိလေးနဲ့ဟောထားတာရှိတယ် မှန်ပါဗျာ ဒုက္ခသမုဒယောဆိုတာလေ မှန်ပါဗျာ တဏှာဟာဒုက္ခသမုဒယပဲဖြစ်တယ် မှန်ပါဗျာ ခုနကလိုချင်တတ်မဲ့မှုတွေရှိနေသေးသမျှကလပ်မလုံးဒီလူတွေမလိုချင်တဲ့ဆင်းရဲဒုက္ခတွေကကြုံတွေ့နေမှာဖြစ်တယ် မှန်ပါ အဲ့ဒီဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့လူချင်းတတ်မဲ့မှုတွေကိုအဆုံးသတ်အောင်လှုပ်လိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ် မှန်ပါဗျာ အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာအဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်အောင်ကြိုးစားရတယ် မှန်ပါဗျာ နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘယ်သူကနေလှုပ်ဆောင်ပေးနေတာတော့ဆိုလိုချင်တတ်မဲ့မှုတဏှာလှုပ်ဆောင်ပေးတယ် မှန်ပါဗျာ ဒါဖြင့်လိုချင်တတ်မဲ့မှုတဏှာကိုဖယ်ရှားပြစ်လိုက်လို့ရှိရင် မှန်ပါဗျာ
အကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အကျိုးတရားငြိမ်းသွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတာ မှန်ပါဗျာ ဥပမာမဲ့ခုမိခွက်လေးဆိုလို့ရှိရင်လေ မှန်ပါဗျာ မိတောက်ကလေးရှိတယ် မှန်ပါဗျာ အဲ့ဒီမိတောက်ကလေးကဘယ်ပေါ်မှာယက်တည်နေတာတော့ဆိုမိစာနဲ့စီပေါ်မှာယက်တည်နေ မှန်ပါဗျာ စီလေးကလည်းရှိနေတယ်မိစာလေးကလည်းရှိနေတယ်အဲ့ဒီပေါ်မှာမိတောက်လေးယက်တည်နေတယ်စီလည်းမဖြည့်တော့ဘူးမိစာလည်းကုံသွားပြီဆိုတဲ့အခါသူလောင်းစရာသူယက်တည်ဖို့နေရာမရှိတော့ မှန်ပါဗျာ ဒီနှစ်ခုအကြောင်းတရားနှစ်ခုကုံဆုံးသွားခြင်းကြောင့်မိတောက်ကလေးငြိမ်းသွားတယ် မှန်ပါဗျာ အကြောင်းကင်းသွားလို့အကျိုးတရားလည်းကင်းသွားတယ်ဆိုတဲ့အဲ့ဒီအငြိမ်းသဘောကိုလေနိဗ္ဗာန်လို့ခေါ်တာပဲဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ် မှန်ပါဗျာ ကိလေသာတွေကိုဖယ်လိုက်တော့ကံတွေကအလုံးမဖြစ်တော့ဘူးကံနဲ့ကိလေသာငြိမ်းသွားပြီငြိမ်းသွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူး မှန်ပါဗျာ ဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝဟာလည်းပြတ်သွားတယ် မှန်ပါဗျာ ကံကိလေသာဆိုတဲ့အကြောင်းငြိမ်းလို့အကျိုးဖြစ်တဲ့ဆင်းရဲဒုက္ခဆိုတဲ့ဘဝငြိမ်းသွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့တယ် မှန်ပါဗျာ နော် အဲ့တော့နိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ဗျာ မရှိတာမဟုတ်ဘူးသူက မှန်ပါဗျာ ဆိုပါစို့မိတော့လေးဆိုတာရှိတယ် မှန်ပါဗျာ အဲ့ဒီမိတော့လေးရှိတော့မိတော့ကလေးငြိမ်းသွားတာရောမရှိဘူးလို့ပြောလို့ရလား အဲ့လိုတော့မရပါဘူး မရဘူးမိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုငြိမ်းလိုက်တဲ့အငြိမ်သက်သဘောမျိုးပဲ မှန်ပါဗျာ အရှိကိုငြိမ်းလိုက်တဲ့အခါငြိမ်းသွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလို့တယ် နောက်ထပ်မေးခွန်းတစ်ခုကတော့ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုအရှင်ဘုရားရှင်းပြပြီးတော်မူပါ ဟုတ်ပြီဘုရားဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲလူချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေသလဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်လူဘာကြောင့်ဖြစ်ရသလဲကဘာကြီးဘာကြောင့်ရှိနေရသလဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကုရှင်ကြီးဖန်ဆင်းလို့ဆိုတဲ့အကြောင်းကိုသူရှာတယ် မှန်ပါဗျာ တကုရှင်ကဖန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့တဲ့အိတ္တရနေမာနဝါဒလို့ခေါ်တယ် မှန်ပါဗျာ အိတ္တရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကုရှင်ကြီးကနေမာနသူ့စိတ်တိုင်းညဖန်ဆင်းလိုက်တယ် မှန်ပါဗျာ ဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ် မှန်ပါဗျာ အဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ် မှန်ပါဗျာ နောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတဲ့ခုနပုဗ္ဗေကတဟိတုဝါဒဆိုပေါ်လာတယ် မှန်ပါဗျာ ဘာပဲဖြစ်ဖြစ်အတိတ်ကလုတ်ခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတဲ့ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ် မှန်ပါဗျာ တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတစ်မျိုးမျိုးကိုအကြောင်းရှာကြတယ်ဘုရားဘာသာကဘာကိုအကြောင်းရှာတော့ဆိုကံနဲ့ကိလေသာပေါင်းစပ်လို့လောကကြီးကဖြစ်ထွန်းလာတယ် မှန်ပါဗျာ အဲ့တော့ဘုရားရဲ့အယူဆဟိုတဲ့ဟောပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာ မှန်ပါဗျာ ထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုး မှန်ပါဗျာ နန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ္ထုစတဲ့အကြောင်းတရားတွေကအမျိုးမျိုး မှန်ပါ ပဋ္ဌာန်း24ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း24မျိုး မှန်ပါဗျာ ပရိစ္ဆသမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထိအောင်စကားလုံးသုံးပြပြီးတော့ဖော်ပြထားတယ် မှန်ပါ အဲ့ဒီအကြောင်းတရားရှာတဲ့ပုံမှာအဓိကကွယ်ပြခြားနာကြတယ်အဲ့ဒီအကြောင်းတရားရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣတရနေမာနသာဝရဘုရားတကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူး မှန်ပါ ပြောစရာတွေဝေဖန်စရာတွေအများကြီးရှိတယ်အကြောင်းပဲဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ်အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါဒမျိုးလည်းလက်မခံဘူး မှန်ပါဗျာ တကယ်ကတော့အကြောင်းဆိုတာမျိုးမျိုးရှိတယ်အတိတ်ကအကြောင်းလည်းပါမယ်ပစ္စုပန်အကြောင်းလည်းပါမယ်
အဲ့ဒီအကြောင်းတွေကြောင့်သာလျှင်တတ္တလောကကြီးနဲ့ဩဃာတလောကကြီးကဖြစ်ထွန်းနေတာလို့မြတ်စွာဘုရားရှင်းပြတယ်အဲ့တော့အကြောင်းအကျိုးရှာတာချင်းကြွားချတယ်လို့သူတို့ပြောနော် ဘုံဘုံခုနကမိန်ခဲ့တဲ့ကံနဲ့ကိလေသာဆိုတာကံဆိုတာဘာပါလဲကိလေသာဆိုတာဘာပါလဲရှင် ကံဆိုတာလူတွေရဲ့ intention နဲ့ပြောလိုက်တဲ့အရာနဲ့ပြုလုပ်လိုက်တဲ့ကိစ္စကိုကံလို့ခေါ်တယ် မှန်ပါဗျာ လူတွေရဲ့ intention ဆိုတာစေတနာပေါ့ရှင်တွေကလှုပ်ဆော်မှုရှင်တွေကလှုပ်ဆော်တဲ့စေတနာလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တယ် မှန်ပါဗျာ စေတနာဟံဘိက္ခွေကမ္မဝရာမိလို့ပြောဆိုကြပြီမဲ့နိဗ္ဗေရိကတုတ်တစ်ခုမှာပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှာဖြစ်ပေါ်နေတဲ့ရှိရချက်တွေလှုံ့ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော် မှန်ပါဗျာ ကမ္မပစ္စည်းအောမှာကြည့်လိုက်လို့ရှိရင်စေရနာကိုကံလို့ခေါ်ခဲ့တယ်ပဋ္ဌာန်း24ပစ္စည်းမှာဘုရားကမ္မပစ္စည်းအောဆိုတာစေရနာကိုအဓိကထားပြီးဟောတာအဲ့တော့စေရနာလဲကံပဲသူများပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘကိုယ်ဟာဖြစ်ခြင်းနဲ့အဘိဓ္ဌာဆိုတဲ့လောဘ မှန်ပါဗျာ လူတယောက်ကိုပျက်စီးသွားစေခြင်းနဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသ မှန်ပါဗျာ အမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ် မှန်ပါဗျာ အဲ့လောဘနဲ့ဆန့်ကျင်မဲ့အလောဘဗျာပါဒနဲ့ဆန့်ကျင်တဲ့အဗျာပါဒမေတ္တာ မှန်ပါဗျာ တမ္မာဒိဋ္ဌိဆိုတဲ့ကံကံရဲ့အကျိုးလက်ခံတဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေရနာနဲ့စေရသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ခေါ်ပါတယ်အဲ့ဒါတွေကြောင့်အလုတ်တစ်ခုဖြစ်လာတယ်အလုတ်ကဘာလို့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုရီလေး mental action တို့ verbal action တို့ physical action တို့ပေါ့နော် မှန်ပါဗျာ အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေလို့အဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာ မှန်ပါဗျာ ကိလေသာဆိုတာကြတော့ချစ်ချင်းမုန်းခြင်းနဲ့ရှင်တွဲလာတဲ့ဖြစ်ပေါ်လာတဲ့ရှင်ထဲမှာပူလောင်စေတတ်တဲ့အရာနဲ့စိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တဲ့တဘာဝတရားတွေကိုအကုသိုလ်တရားတွေကိုကိလေသာလို့ခေါ်တယ် မှန်ပါဗျာ နော် မှန်ပါဗျာ ပြောမယ်ဆိုရင်လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုကိလေသာလို့ခေါ်တာပေါ့နော် ဒီပြတော့ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီနတ်ပြည်မြမပြည်ငရဲပြည်နဂါးပြည်တို့ဟာဗမာရှိပါသလဲဗျာဒီပြတော့အနီးဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလဲရှင်ဗျာ ပြည်လို့ဆိုတဲ့အဓိပ္ပာယ်ကိုအရင်ကြည့်အောင်မြန်မာပြည်လို့ဆိုတာမြန်မာလူမျိုးတွေအများစုနေတာ မှန်ပါ ဒီပြင်လူမျိုးတွေလည်းရှိတာပဲနော်မြန်မာလူမျိုးတွေအများစုနေတဲ့နေရာကိုမြန်မာပြည်လို့ခေါ်တယ်လို့ပဲ မှန်ပါ ဆင်းရဲဒုက္ခနဲ့ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြေးတဲ့ဒီရပ်ဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာကိုငရဲပြီလို့ခေါ် မှန်ပါဗျာ နော် မှန်ပါ ဘယ်နေရာမှာရှိသလဲဆိုတာတော့မြတ်စွာဘုရားကဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူး မှန်ပါ ဘုံဘုံအတွေ့နဲ့ပြောရမယ်ဆိုလို့ရှိရင်အများရမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးလောင်နေဆိုတာရှိတယ် မှန်ပါ အဲ့ဒီမီးလောင်နေတဲ့မှာတက်ရှိတော်အနေနဲ့ဖြစ်နေတဲ့ကောင်းတွေဟာအများရပူလောင်နေမှာပဲ မှန်ပါ ငရုတ်သီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော် မှန်ပါ အဲ့ဒါမျိုးမရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်းနေပါလေဆိုတာစာပေကျမ်းဂန်အရပြောမယ်ဆိုရင်တပောဓာမြစ်ဆိုတာအိန္ဒိယမှာရှိတယ် မှန်ပါ အဲ့တပောဓာမြစ်ဟာတပောဓာဆိုတာတပဆိုတာပူတဲ့ဥဒကရေ မှန်ပါဗျာ ရေဘူးစမ်းစီစင်းတဲ့မြစ် မှန်ပါဗျာ အဲ့ဒီမြစ်ကဘာကြောင့်ရေဘူးဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုံမီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြားဖြတ်စီလာတယ်ဆိုတော့ မှန်ပါ စဉ်းစားကြည့်ရတာမီးတောင်ကြီးနှစ်ခုကြားကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေဒီဘက်ကလည်းမီးတွေလောင်အဲ့ကြားထဲကဖြတ်စီလာလို့ဒီရပူသွားတာဆိုတော့ မှန်ပါဗျာ အဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောင်မှာငရဲပြည်ဆိုတာရှိနိုင်တယ်ပေါ့နော် မှန်ပါဗျာ ရှိနိုင်တယ်လို့ပြောအစင်းဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေတရားတွေပေါ့ဒုက္ခခံရတဲ့တရားတွေ မှန်ပါ အေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်းဒီဆင်းရဲဒုက္ခခံနေရတဲ့တရားတွေနေတဲ့ area ကြီးတစ်ခုကိုငရဲပြည်လို့ပြောမှာ မှန်ပါဗျာ အဲ့ဒီငရဲပြည်ကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ် မှန်ပါဗျာ မြင်ရတာလဲကြောက်เสียလန့်เสียကြားရတဲ့အတန်ကလည်းကြောက်เสียလန့်เสีย မှန်ပါဗျာ
အနတ်ကြီးကလည်းမခံနိုင်လောက်အောင်ဆိုတဲ့အနတ် မှန်ပါဗျာ လျှာကအရသာကလည်းပဲလုံးဝခံရခက်တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုမှမရှိတဲ့မျက်စိနာနာလျှာကာယလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအားလုံးဟာကြောက်เสียလန်းเสียဟိုစိတ်မချမ်းသာကြရကြီးနဲ့ကြုံတွေ့နေရတဲ့တရားဝါတွေကိုငရဲခံရတဲ့တရားဝါလို့ခေါ်တယ် မှန်ပါဗျာ အဲ့ဒီငရဲသားတရားဝါတွေနေထိုင်ရာဧရိယာကြီးတစ်ခုငရဲပြည်လို့ပြောတာ မှန်ပါဗျာ နတ်ပြည်ဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်ဘာလို့ဆိုဘုံမစိုးနတ်ဆာရှိတယ် မှန်ပါဗျာ တပည့်ဆက်ကြတယ်မှာဘုံမာနံဒေဝနံတတ္ထံသုတ်တော်ဟာ မှန်ပါဗျာ သတ္တုမာရာဇိကဒေဝလို့ဆိုပြီးတော့ မှန်ပါဗျာ လူပြည်မှာလူတွေနဲ့လက်ပွန်တရီနေတဲ့အိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရှုကစိုးတို့ဘုံမစိုးတို့ဆိုတာရှိတယ်လေ မှန်ပါဗျာ အဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟိုအထက်လွတ်လပ်တဲ့အာကာသအထီအောင်သူတို့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့သရဝါတွေနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲ မှန်ပါဗျာ ပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေကြတယ် မှန်ပါဗျာ မေတ္တာကရုဏာမုရိဒာဥပေက္ခာဆိုတဲ့ပြမစိုးတရားနဲ့အမြဲတမ်းနေတဲ့သို့တော့ပြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူး မှန်ပါဗျာ တပဋ္ဌာကျင့်စဉ်တစ်ခုကိုပေါ့ပေါ့ရောအောင်မြောင်ကျင့်နိုင်မှပြမပြည်ကိုရောက်တာဖြစ်တယ် မှန်ပါဗျာ အဲ့ဒါလေကျင့်စဉ်ရင်တူတဲ့ပုဂ္ဂိုလ်တွေဟာဇန်လို့ခေါ်တဲ့ဟာပေါ့နော် မှန်ပါဗျာ တပဋ္ဌာကျင့်စဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည်လို့ပဲပြောရမှာပေါ့ မှန်ပါဗျာ နော်နဂါးပြည်ဆိုတာကတော့စားရဲပေတဲ့မှာတော့သူကပင်လယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော် မှန်ပါဗျာ မြင့်မို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့နဂါးလို့ဆိုတာပမာပြည်ကနဂါးဆိုတာတော့ပကြီးဆရာတွေရဲ့ကောင်းမှုနဲ့အချွန်အတက်ပါမနဂါးလို့ထင်တယ် မှန်ပါဗျာ အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆွဲပွေဟောက်ကြီးတွေကိုလေ မှန်ပါဗျာ နာဂါလို့ခေါ်တာ မှန်ပါဗျာ အဲ့ဒီနာဂါကနေနဂါလို့ပြောလာကြတာ မှန်ပါဗျာ အိန္ဒိယနိုင်ငံမှာနာဂါဆိုတာအဲ့ဒီပပြင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်။ဗမာအယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့သူကမွေဟောက်တို့ဘွေးတို့ပေါ့နော် မှန်ပါဗျာ အဲ့ဒီအကောင်တွေကိုနာဂါလို့ခေါ်တာ မှန်ပါ အဲ့တော့အဲ့ဒီအကောင်တွေကမြေကြီးအောက်မှာလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောက်မှာလည်းရှိတယ် မှန်ပါဗျာ အဲ့ဒါသူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါပြည်လို့ခေါ်မှာပေါ့နော် မှန်ပါ ဒါကတော့တရားဝါတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါ မှန်ပါကာမေသူမိစ္ဆာစာရကံဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မာမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကံထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝတ်ခဲ့လို့ရှင်မိန်းမဖြစ်သူကိုကွာရှင်းခွင့်ပေးခဲ့သင့်ပါသလားကွာရှင်းခွင့်မပေးဘဲရဟန်းပေါင်နဲ့နေပါကလည်းအဲ့ဒီရဟန်းနဲ့ဒီမိန်းမနဲ့ကအကျဉ်လင်များဖြစ်မြောက်နေစေလားရှင်ဗျာ ဟုတ်ပြီကာမေတုမိစ္ဆာစာရကံဟာအိမ်နောက်ရှိတဲ့သူနဲ့ပြမမိမှထိုက်တာမျိုးလားဆိုယောက်ျားဘက်ကကြည့်မယ်အမျိုးသားတွေမပြစ်မှားရမယ်အမျိုးသမီးက20ရှိတယ် မှန်ပါဗျာ အကြမ်းမြင်ပြောမယ်ဆိုရင်အမေရဲ့အုတ်ထိပ်မှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိပ်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိပ်မှုအောက်ညီကောင်မောင်နှမတွေရဲ့အုတ်ထိပ်မှုဆိုလိုတာကမိသားစုဝင်ဖြစ်လာလို့ရှိရင်တမိသားစုရဲ့ဆောက်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေ မှန်ပါဗျာ ဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စေယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြင်မာလို့ရှိရင်ကာမိသမီးဆာဆရာကထိုင်တယ် မှန်ပါဗျာ နောက်တစ်ခါကျတော့မယားဆယ်မျိုးလို့ခေါ်တယ်တဝူကအိမ်အောင်ပြုတ်ထားတဲ့မျိုးသမီးတွေတနည်းနည်းနဲ့အိမ်အောင်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်အဲ့ဒီ10မျိုးနဲ့ပြင်မာလို့ရှိရင်လည်းမျိုးသားတွေဟာကာမိသမီးဆာဆရာကထိုင်တယ် မှန်ပါဗျာ အမျိုးသမီးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်
အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်အောင်ပြုတ်ထားတဲ့ပုဂ္ဂိုလ်ကလွဲပြီးတခြားပုဂ္ဂိုလ်တွေပြုမှလို့ရှိရင်အမျိုးသမီးတွေကကာမတုမိစ္ဆာဆိုတာကထိုက်တယ်တင်ပါဗျာနော်ဖုံဖုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်အောင်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မာလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sex relation lawful ဆိုတာလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါသူကထုံတန်းစင်လာအရာထိမ်းမြန်းထားတာမဟုတ်ဘဲနဲ့အမိရဲ့အုတ်ထိန်မှုအောင်ရှိတယ်ဖေရဲ့အုတ်ထိန်မှုအောင်ရှိတဲ့ဟာတွေနဲ့ဆိုရင်သူကကာမေစုမိစ္ဆာစာရလို့ပဲခေါ်တယ်မျိုးသားတွေကပိုများတယ်တင်ပါဒါဖြစ်ရင်ပြည်တန်စာတွေကိုအခကြီးငွေပေးပြီးတော့ပျော်ပါတာမျိုးကြအဲ့ဒါတော့လွတ်တယ်သူကပြည်တဲ့စာကြတော့သူကမုဟုတ်တိကာလို့ခေါ်တယ်တင်ပါမုဟုတ်တိကာလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနည်းတယ်unlawful မဖြစ်ဖို့ပဲအရေးကြီးတာပေါ့မှန်ပါဗျာဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမှဖြစ်ဖြစ်ဒီမိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမှဖြစ်ဖြစ်ဒီပြမှားမိလို့ရှိရင်ကာမေသူမိစ္ဆာစာရကန်ထိုက်တယ်လို့ရှင်ဗျာသူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်တင်ပါဗျာနော်တင်ပါနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝက်ခဲလို့ရှင်ရောမိန်းမဖြစ်သူကွာရှင်းပေးခြင်းသင်ပါသလားဗျာအကေအဲ့ဒါတင်ပါဗျာအဲ့ဒါကတော့ရဟန်းဝတ်တယ်ဆိုတာ renounce လုပ်တာပဲ renounce ဆိုဘာတွေကိုဆွန့်လွတ်ရတော့ဆိုရင်ဆွေမျိုးတွေကိုဆွန့်လွတ်ရတယ်ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆွန့်လွတ်ရတယ်ဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုယ်အိမ်အောင်ရှင်းအိမ်အောင်ဘက်ကိုလည်းဆွန့်လွတ်ရတယ်တင်ပါဗျာနော်အဲ့ဒါတွေကို renounce လုပ်ပြီးတော့ရဟန်းဘဝကူချတာမှန်ပါရှိခေထုံတန်းဆက်လာအဲ့လိုမှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခဲ့တဲ့မှာသလားဆိုတဲ့ပေးခွင့်ကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ရဟန်းဝလို့ရှိရင်အဓိကမိမစီမှာခွင့်မပန်းမိဘစီမှာပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရဟန်းဖြစ်သွားရင်ကွာရှင်းပြီးသားဖြစ်သွားတယ်သူ့အနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးလွတ်ပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာရှေးထုံးစံကိုပြောပြတာပေါ့နော်ဖះလက်ထက်ကထုံးစံအပြည့်တိုင်ကွာရှင်းပေးဖို့ဆိုတာတရားဝင်ကွာရှင်းခွင့်ခုခေတ်လို့စာချုပ်တွေပါတွေ divorce လုပ်တာတော့မရှိဘူးတင်ပါဗျာသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်နက်ကွာရှင်းပြီးသားဖြစ်သွားပြီတင်ပါဗျာနော်အဲ့လိုဆွလို့တယ်ကွာရှင်းခွင့်မပေးဘဲရဟန်းပေါင်နဲ့ဝင်ကအကျဉ်းလင်မယားအဖြစ်အရာရောက်နေစေလားဆိုလင်မယားလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်လွှတ်ရမယ်သူကမှန်ပါဗျာမကျူးလွန်ရင်တော့သူကနေလို့ရတယ်မှန်ပါဗျာဒီလိုပဲဖះလက်ထက်ကတထေသာသူဒိဏဆိုတာသူ့အမေဖေတွေစီကိုအတင်းကျပ်ခွင့်တောင်းပြီးတော့ဝတ်တာမှန်ပါဗျာသူစနီးမယားနဲ့အိမ်မှာရှိတာပဲမှန်ပါဗျာသို့တော့သူဘာမှမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲမှန်ပါဗျာခုနလိုပတ်သက်ရင်တော့သူကပြည့်ရှိတယ်အဲ့ဒါမှန်ပါဗျာရသော်ရတရားထွက်အားဆိုတော့ရသော်ရနဲ့သူကွာရှင်းခဲ့တာမှမဟုတ်ဘူးမှန်ပါသို့တော့လည်းမပတ်သက်ဘူးဆိုတာသိသွားပြီလေခြံသားချင်းခံတဲ့အမျိုးသမီးတွေအနေနဲ့ကြတော့နောက်ထပ်အိမ်အောင်ပြုလို့ရလားဗျာရတယ်ဆုံးလို့တော့ရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစံအရပြောမှဆိုရင်တင်ပါဗျာသူတို့မှာသားယောက်ျားထွန်းကားသည်ဖြစ်စေသားယောက်ျားထွန်းကားမှယောက်ျားရဲ့အမွေကိုခံယူခွင့်ရှိတယ်မှန်ပါဗျာသားယောက်ျားမထွန်းကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ထက်ကိုတစ်ခုနဲ့ပဲအိမ်မော်ဆင်းရတယ်ဘာမှပတ်ဆိုင်ဝင်ဖြစ်သားယောက်ျားထွန်းကားလို့ရှိရင်သားယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကသားကအမွေခံတာမှန်ပါဗျာသူကတော့အမွေခံတာမဟုတ်ဒါပေမဲ့သားကိုအကြောင်းပြုပြီးသူ့ဘဝအဆင်ပြေတယ်သားသမီးမရှိဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့ဒါအိန္ဒိယရဲ့ထုံးတမ်းစင်တာဒါကြောင့်မို့လို့သူတို့ကသားသမီးမထွန်းကားဘူးဆိုရင်သူတို့ဘဝအတွက်တအားဆိုးရိမ်တယ်မှန်ပါဗျာခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးเนาะမရှိတော့အနောက်တိုင်းဆိုတာဆိုသေးတယ် divorce လုပ်ရင်ယောက်ျားအများကြီးရောရတယ်လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးဒါတွေကနော်